မင်းတို့ဘယင်စိတ်ကျေနပ်တဲ့တိုင်ပြုကြပါငါသားစိတ်ချမ်းသာရင်ငါလည်းဝမ်းသာပါတယ်စိတ်လျှော့ချလိုက်တာသတ္တတွေကဗိမ္ပိသာရမင်းကြီးကိုကြီးညိုနေတာဆိုတော့ပရိသတ်ကြီးတို့ကြီးခြေပွားဓာတ်နဲ့ခွဲခြင်းမလားမခွဲခြင်းဘူးရိုသေစွာရှစ်ခိုးဥချပြီးမှတောင်းပန်ကြပါလေဒေဝဩတရားဆောင်တဲ့မြတ်သောမင်းဖရာမယံတပည့်တော်တို့မင်းမှုရန်လေဆိုတာရေညောမင်းဤအာနာမိန်အာနာကိုကရောမလိုက်နာကြရပါဤဖရာဘယင်ထီဖရာသိတဲ့အတိုင်းကျွန်ုပ်တို့မင်းမှုရန်လေဆိုတာမင်းအမိန်လိုက်နာရကြောင်းပါမင်းမှုရန်လေဟာဘသူအမိန်လိုက်နာရတယ်နိယတာကိုကြောက်ကြရကြောင်းမှဖရာအမကံကျွန်ုပ်တို့အမကုစိတ်ထအမျက်ထွက်တော်မမူပါနဲ့ဖရာချစ်ခိုးဥချပြီးတောင်းပန်တယ်ဣဒံကမ္မဟောဒီလိုခြေပွားကိုဓာခွဲဆန်းနဲ့ပက်ပြီးတော့ရှာမီကြီးကရဲမှกินရတဲ့ရက်စမှုမျိုးဟာတုံမာတိတဏ္ဍသင်မင်းကြီးတို့ကဲ့သို့သောဓမ္မရာဇုနံတရားဆောင်တဲ့မင်းတို့အားဘယ်တကြီးတို့ဘာဆောင်တဲ့မင်းတုံမာတိတဏ္ဍသင်မင်းကြီးတို့ကဲ့သို့သောဓမ္မရာဇုနံတရားဆောင်သောမင်းတို့အားဣဒံကမ္မဟောဒီလိုခြေဘဝကိုဓာခွဲစားပြပြီးတော့ရှာမီကြီးကရဲမှกินရတဲ့ရက်စမှုမျိုးဟာနာအနုစဝိကံမလျောက်ပတ်မသိတော်ကြောင့်မှဖျားမလုချင်ပါဏတော်လည်းပဲမယံကျွန်ုပ်တို့မင်းမူရန်ဒီဆိုတာဟာရေညောမင်းဤအာနာအမိန်အာနာကိုကရောမလိုက်နာကြရကြောင်းမှဖျားအာမကံကျွန်ုပ်တို့အာမကိုယ်စိတ်ချအမျက်ထွက်တော်မမူပါနဲ့ဖျားရှိခိုးဥချပြီးတော့တောင်းပန်ကြတယ်ဆတ္တတွေကအဲ့ဒီမှာစိတ်လျှော့လိုက်တဲ့ဘယင်မင်းမြတ်ကဒုံမကသင်တို့ဤရိညောဇတတမင်းဤမနံစိတ်အလိုဆန္ဒရှိတဲ့တိုင်ကရောထပြုကြပါတော့ကွယ်ဆိုပြီးတော့ပါအဲ့ဒီမှာခြေဆင်းပေးလိုက်ရတယ်ခြေလဲဆင်းပေးလိုက်တော့ဆတ္တတဲ့မလုတ်ချင်ပေမဲ့မင်းအမိတ်လွန်ဆန်လို့ရပါမလားမင်းအမိတ်လွန်ဆန်ရာတို့ပြုတ်သွားမှာပေါ့မှားရပြီတည်းဆတ္တတဲ့ရာတို့ပြုတ်ပါကြောက်လို့တရားဆောင်တဲ့မင်းကြီးညိုလှပေမဲ့လို့ဝါမဟထေနလက်ဝဲပဲလက်ဖြင့်ကိုဘကေတုဗိမ္ပိသာရမင်းကြီးရဲ့ခြေပမျက်တို့မှာကဟေတဝါဆုပ်ကင်လိုက်ပြီးဖြစ်၍ဗိမ္ပိသာရမင်းကြီးရဲ့ခြေတော့ကိုသတ္တတဲ့ဟာဘယ်ပဲလဲတဲ့အဲ့မှာတစ်ဖက်စီကဆုပ်ကင်လိုက်ပြီးမှဒေခိနဟတေနလက်ရပဲလက်ဖြင့်ခုရန်သင်တုံးနာကိုကဟေတဝါဆုပ်ကင်ပြီးလျင်ရေညောနန်းကြဘယင်ဖြစ်တဲ့သတ္တမင်းကြီးပါဒတလန်ဤခြေဘဝပြင်တို့ကိုခုရေနာသွားချက်လာတဲ့သင်တုံးတာဖြင့်ဖာလက်တော်ဝါခွဲပြီးလျင်လောနာတိလေနာစနဲ့ရောထားတဲ့စီဖြင့်မက်ခေတဝါတုတ်လင်း၍ဝိတ္တစီတေခိုးလျံကင်းပြီးကုန်သောခတိရင်္ဂါရိဟိရှာနှင်းမိဒီကရဲတို့ဖြင့်ပစိန်သူကင်ကြကုန်ပြီလက်တစ်ဖက်နဲ့ခြေကိုဆုပ်ပေးပါဓာထထနဲ့ခြေဘဝပြင်းကိုခွဲလို့အကွဲကြောင်းတွေကသွေးတွေပန်းထွက်လာပြီအဲ့ဒီသွေးသိမ့်ရှင်းရှင်းထွက်နေတဲ့ဈာကစီနဲ့နေထားတဲ့စားရီဓာခွဲကြောင်းအကွဲရာတွေမှာသိပ်ပြီးမှရှားနဲ့မိကြီးကရဲမှကင်ကြပြီရေညောဗိမ္ပိသာရမင်းကြီးအဘလဝဝေဒနာပြင်းထန်ခံခက်လာတဲ့ဆင်းရဲဒုက္ခဝေဒနာသည်ဥပ္ပန္နာဖြစ်ပေါ်၍လာပြီအသင်ဆက်ဆက်တုံအောင်နာရှာတယ်တဲ့
တဖြည်းဖြည်းစိတ်ဓာတ်လျှော့ချလိုက်တော့တေဂာနီးအချိန်ရောက်တာတော့စိတ်ကဘယ်ရောက်နေတော့လို့ဆိုတော့ယရဏသုံးပါးစီရောက်နေတယ်သောတာပန်သူတော်ကောင်းမြတ်စွာဘုရားရှင်ရဲ့တပည့်ဖြစ်တဲ့ဗိမ္ပိသာရမင်းကြီးရဲ့စိတ်တွေတေဂာနီးမှာဘယ်ရောက်နေတာတဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည်အဟောဩကြည်ညိုပဲကောင်းပေစတကားဓမ္မမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မသည်အဟောဩပဲကောင်းပေစတကားပိတ်ကိုတန်ကိုမြတ်စွာဘုရားရှင်ဤတပိသသံဃာတော်များပေါင်းသည်အဟောဝတ္တဩကြည်ညိုပဲကောင်းပေစတကားဣတိဧသောနုတရံတောယရဏသုံးပါးရဲ့ဂုဏ်ကျေးဇူးကိုဖန်ပန်အောင်မေတ္တရိယသည်ဖြစ်၍ဒီကံဖယားဂုဏ်တရားဂုဏ်တန်ခဂုဏ်အာယုံပြုပြီးတော့မှစေတိယင်္ဂနေစေတိယမြမခိတ္တမလဝိယပြစ်ချထားတဲ့ပန်းတွေလိုမိလာရိတ်တဝတဖြည်းဒီနေညှိုးချောက်သည်ဖြစ်၍နေပူကျဲတဲ့ကြီးမှာစေတီရင်မြန်ပူနေတဲ့ချိန်ပန်းနေပြစ်ချကြည့်လိုက်စမ်းဒီပန်းနေဟာနေပူတံအောက်မှာတဖြည်းဖြည်းပါဖြစ်သွားညှိုးချောက်သွားတယ်လို့စိတ်အားတွေလျှော့ချလိုက်တဲ့ဗိမ္ပိသာရမင်းကြီးတဖြည်းဖြည်းညှိုးချောက်ပြီးမှသုတိပြည့်ကျွေအသက်သေးပြီနတ်ရွာဆန်သွားတယ်နတ်ရွာဆန်သွားတော့အဲ့ဒီမှာသတ္တုမာတဲ့နတ်ပြည်ဝတ္တုံနတ်မင်းကြီးရဲ့အလုတ်အကျွေးဇနဝတ္တပနတ်သားတဲ့သွားဖြစ်တာအောက်တန်းစားနတ်ပြည်သွားဖြစ်တယ်အဲ့ဒီမှာအဖြစ်များတော့ဒီကဏီမှာဥပါထံစွဲတာဒီကဏီအစွဲအကြောက်ရှာကောင်းမှန်လားပြည်သက်ကြီးအဲ့ဒီဖခင်မီးတော်မင်းကြီးနတ်ရွာဆန်တဲ့နေ့မှာပဲအဇဒရမင်းလည်းသားလေးတယောက်မွေးလာတယ်သားတယောက်ရတယ်ဖတ်အေးတည်တဲ့နေ့နဲ့သားလေးရတဲ့နေ့မွေးတဲ့နေ့တနေ့လေအဲ့မှာမင်းကြီးနှစ်ယောက်ဟာဖခင်မီးတော်နတ်ရွာဆန်တဲ့တရင်စာလွာဆက်တမဲ့မင်းနဲ့သားတော်လေးမွေးဖွားကြောင်းဆက်တမဲ့အဲ့တရင်စာလွာဆက်တမဲ့မင်းချင်းမြောက်နမ်အဝင်တကားပေါက်ပါလာဆုံရဆုံတော့ကြတော့ဟေ့မင်းအာမင်္ဂလာတည်တည်တဲ့တရင်စာအာမင်္ဂလာတည်မင်းကနောက်မှပို့တယ်တားတော်မွေးတဲ့တရင်အရင်ဆက်မယ်ဆိုအဲ့စာလွာကိုမင်းချင်းတယောက်ကဆက်တလိုက်တော့ရေညောဇတသမင်းအားပုဒ္ဒတိနေဟောတာပေါ်မှာချစ်တဲ့ချစ်ချင်းမေတ္တာတွေဥပ္ပေစီနှလုံးသားထဲမှာတစိမ့်စိမ့်ဖြစ်ပေါ်လာပြီတက္ကလတရိရခန္ဓာကိုတစ်ခုလုံးကိုခေါ်ပြီးတဝတ်တုံလှုပ်ချောက်ချစေသည်ဖြစ်၍ယင်ထဲမှာအေးစိတ်ပြီးမှသာပေါ်ချစ်တဲ့ချစ်ချင်းမေတ္တာပေါ်လာပြီရိုးတွင်ချင်းစီထိသွားတယ်အဲ့ဒီကြမှာဖခမီးတော်ကိုတတိရတယ်။ကဲသူ့သားလေးမွေးလာတယ်ဆိုတာသိလိုက်ရတာနဲ့တပြိုင်နက်တည်းဘသူကိုတတိယဖိတ်ကုံကိုတတိယမိတယ်။တချို့ကတော့သားသမီးဘယ်နှယောက်ရမသိတယ်မိပါမသိပါဘူးကိုမိပါသားသမီးကတော့မှာလို့ရှိရင်ငွေဘလောက်မှမဖြစ်အောင်တခါလေကျောင်းသားတို့စာသင်သားတို့ပို့တာပဲကိုမိဘကျွေးဖို့ကြာတော့နေကြတာအများကြီးမှန်လားပြည်သက်ကြီးအခုရက်ဆက်တဲ့မိုက်မဲတဲ့ဆရာတင်မှားတဲ့အစာတတ်တောင်မှသူ့သားလေးမွေးလာတော့ဘသူတရိယပြီလဲမယေဇာတေပိငါကိုမွေးဖွားစဉ်ခါတော့ငါလည်းပဲမရှံငါဣပိတုဖခမေတော်မင်းကြီးအားဧဝမေဝယခုလိုငါသားလေးပေါ်မှာငါချစ်တဲ့ချစ်ချင်းမေတ္တာလိုပဲပုဒ္ဒတိနေဟောတာဖြစ်တဲ့ငါပေါ်မှာချစ်တဲ့ချစ်ချင်းမေတ္တာဒီဥပ္ပန္နောဖြစ်ပေါ်ခဲ့လေမှာပဲငါသားလေးရဲ့ပေါ်မှာငါ